ပြင်မှာတပွဲကို1500 2000ဆိုရင်ဇွန်းတကောစားလောက်ပဲပါလေးတဲ့အပူ6ပူလေးကိုအိမ်မှာကိုယ့်ဘာကိုချက်စားပါတယ်စားကြပါအောင်ရှင်စီချစ်တွေပါတွေကတော့မကြိုက်ဘူးရှက်ရတာအပန်းလည်းမကြည့်ပါဘူးမြန်လည်းမြန်ပါတယ်ကျမတို့ဘက်မှာဆိုလို့ရှိရင်မနက်ခင်းစာဆိုရင်စားတာပေါ့နော်ဒီဘက်ကတော့ဒီဘက်ဗမာတွေဘက်မှာတော့ဒါနေ့လည်စာပေါ့နော်ကိုချက်ကိုကောင်းမယ်စားကြပါအောင်ရှင်စားလိုက်ပါဦးမယ်နေ့လည်စားထမင်းမစားတော့ဘူးဒါလေးပဲစားတော့မှာပေါ့နော်